ကာကြီးပြောရဟမ်ကဲ let's play ဘာတွေထွက်လာတာလဲတော့မသိပေမဲ့ကာဂျာဂျန်ကကြီးလား what the fuck ဘသူဂျန်ကလာဆိုမာရှာဂျန်ကလာ မာရှာဂျန်ကလည်းဖြစ်နိုင်တယ်ဒါပေမဲ့ ဟုတ်ကိုင်ပြီးတဲ့ကာဂျာဂျန်ငယ်ကြီးကိုစီ ဟောရောကာဂျာဂျန်ကတိုင် NBA တော့ဘာတိုင်ဝါဟိုကအဒတာရှိလားအဒတာရောင်းခန့်ရောင်း highlight ထုတ်ဖို့ ready ပြင်ထားလိုက်တော့တိုင်ခိုင်ရီရဲ့ပုံနဲ့တိုင် Game 1 liquid သားတို့ Game 1 liquid ပြေးထဲလို့ရပြီ liquid ပြေးထဲလို့ရပြီเนาะ Game 1 liquid ပါညီကို ဟောရောငါ editor တွေကြည့်နေလားတိုင်တို့ငါ editor တွေကြည့်နေလားမင်းတို့ကောင်နေ highlight ထုတ်ဖို့ပြင်ထားဒီပွဲကိုเนาะ share ဖြုတ်မယ်တိုင်ဟွာကာဂျာခိုင်ရီရဲ့ကာဂျာချန်ကန်နဲ့ပွဲထွက်လာခဲ့တဲ့ဘာညာဘောကွာတိုင်တယ်မတမ်နေမှာကာဂျာပုံနဲ့เนาะဘယ်သူမှမစော်ဘူးသေးတဲ့ကွာအဲ့လိုမျိုး caption တွေပါတက်ပလိုက်เนาะအော်တန်းမှာတော့နော်မှာကျွန်တော် overtime ပါညာနဲ့တော့ဖြတ်တိုက်လိုက်တယ်ကာဂျာ divine jasmine ရောက်ဆွဲနိုင်တယ်အကုန်လုံးစိုးကြီးဝိုင်းလောင်းတယ်အဲ့ကွက်ကမိုက်တယ်နော်ညီကိုတို့ခိုင်ရီကာဂျာဂျန်ကန်ကလည်းအဲ့နေရာတော့သွားကောင်းနေရောနော်ဟိုမှာအိုက်တန်နေအကုန်မပြောက်ဘူးအောင်ဒီဘက်မှာတော့နော်ကျွန်တော်တို့ဟွာတော့ထွက်သွားပြီလက်ပီမှာတော့ hapta c ပါညာရသွားပြီကျူနေနဲ့တော့ရှော့တာပါပဲဆိုတော့ဒီဘက်မှာတော့ fit crab ပေးမလားနောက်ဆုံးမှာတော့ fit crab နေနဲ့ထိုးတိုင်းနေမယ် RN နေနဲ့သူကိုယ်တိုင်ပြန်သေးသွားတယ် chip လေးလည်းရလိုက်တယ်ဝေဒီမကောင်မပါဆယ်ဆိုတော့မဆို retribution ခိုင်ရီဗျမဖေဘီယန်ရောက်သွားတာနော်ကျွန်တော် ဟီရိုဂီရောက်သွားတာ ဟီရိုဂီရောက်သွားတာ sorry ခိုင်ရီရဲ့ဟီရိုဂီရပြီးတော့တာတေကိုတော့ liquid ဘက်ကိုတော့အိတ်တိုက်တော့သွားမယ်လို့ထင်ခဲ့ပေမဲ့လည်းတန်တာဘက်က first side တန်းကွာအဲ့မှာ title strike tsunami slam chip ပါလာပြန်ပြီးတန်းသေးတာပေါ့ပြက်နေအောင်မြည်သေးတယ်ဆိုတော့အဲ့မှာကာဂျာနေနဲ့ divine jasmine ဆွဲဖို့တော့အနားတော့ကတ်လိုက်နေမာရှာတန်တာကလပ်နဲ့ပြေးဝင်သွားနေ Q တော့ထက်ရလိုက်တယ်ပါဆယ်ဝီဒီလေးကိုပါဆုံးသတ်ခဲ့တာဆိုတော့ပကေးလက်ပီနဲ့တူပဲဒီမာရှာ offlane ကတော့ထင်တာတော့ပို့ပြီးတော့လှုပ်ဖြစ်လာအောင်မယ်နဲ့တူတယ်ပြေးကုန်းလိုက်တာမြဘောင်းလို့တန်းပြောက်သွားတာနော်ကျွန်တော်အချိန်တန်းတော့လဲဒိုင်ဘာရှင်းလေးနဲ့သူ့အပေါ်လန်းပြန်ပို့ပြီးတော့မေတို့ဖမ်းမလားတာတဲ့သွေးသုံးဖို့တော့ feather air strike title strike tsunami slam retribution ခိုင်းပြီးရောက်တော့ UI နဲ့တော့ keyboard နဲ့ flicker နဲ့ထွက်လာသေးတယ်ဒီဘက်မှာလဲငိုးရင်းဆန်ကတွေတော့ဖြစ်နေပြီမလဲ Harry ကိုပဲအိမ်ဝိုင်းနဲ့ပါဆယ် Wady လေးကိုပါဆုံးသတ်ခဲ့တာဆိုတော့ဒီလိုကြီးနှစ်ကောင်မြင် Aaron ကိုပါ Savero တော့ပကေးယူသွားနေပဲ total 3ကောင် diversion နဲ့ကြာလာသေးတယ် Fabian ဒီဘက်မှာငတ်သားကိုဖြတ်စားပြီးနော်ငါကလေးနဲ့ဖြတ်ပြေးနေတာမရဘူးကာဂျာ damage နဲ့တော့ Fabian down သွားခဲ့တယ်လို့ Yahike လေးကိုပါအဆုံးတတ်ခဲ့မယ်ဆိုရင်တော့ shut down ကြီးနဲ့တူပဲ unstop ဖြစ်ပဲလက်ဘီတင်း9ကောင် white out ပါဖြစ်သွားနေပဲ liquidအိုးနစ်ကိုတော့တော်တော်ကြီးတော့ခက်ရင်ဆိုင်နေခဲ့ရပြီပဲဖြစ်ပါတယ် Fasa Crow Impact Tsunami Slam ချစ်ပါလာပြီး shotgun ဖွင့်ရင်ရပါမလားဖွင့်သွားသေးတယ်တော့မဝင်လာပြီးမာရှာကြီးထွက်လာတာတော့မှတော့ဝေဒီတကောင်ပြန်ပန်ဝိုင်းတယ်ဖေဘီယန်တော့ကတော့မျက်ရည်နဲ့စပါဖြစ်ဝိုင်းတယ်အော် irritate မင်းတော်တော်ဖြစ်နေပြီအောင်ဒါပကေးနော်မင်းလောကစုဝါပစ်ချဝိုင်းဝေဒီကိုပါပစ်ချဝိုင်းတယ်စုယူရမင်းဘာမှမလုပ်လိုက်ရတာလို့တာကြီးတဲ့နော်လက်ကွက်ကတော်တော်ကြီးကိုချင်းနေစိုးသွားပြီကျွန်တော်ပြောတယ်သူတို့လာ try လဲမလွယ်ဘူးဖြစ်ချင်တော့နော်သူတို့ tsunami slam နဲ့ခေါ်လာတဲ့နော်ချစ်ကမပြတ်သွားတဲ့ဇလန်းကြီးစတာပဲ teleport အာသူတွက်တောင်မြခေါင်းခက်လို့ပဲဟုတ်ပါကဲအဲ့မှာ purify လေးတော့စမ်းပေးထားတယ်ဗောနော်ဒီဘက်မှာလဲ fit win နေပိုင်းနဲ့ထိုးသွားတာဆိုတော့ RN ကျွန်တော်တို့မှာ fit crack တော့ကြံနေတယ် ultimate ဟော with ပြစ်လိုက်တာ KU တော်တော်လေးနေရောနေနော်ဘာမှမလုပ်လိုက်ဘူးအဲ့မှာတော့ diversion ကတော့အယောင်ပြတာဝင်မလာဘူးဗောနော် over မှာတော့ကျွန်တော်တို့ dispersion rotation RN မဲ့သွားပြီး tsunami slam chip လေးတော့ဒီတစ်ခါမှရထားနေပဲရထားသေးလား immortal ကြံနေသေးတယ်နော်ရဖို့တော့မသေးကြဘူး key point နေနဲ့နောက်ဆုံးမှာ fit crack ကြီးဝင်လာပြီးတော့ထိုးခံလိုက်တယ်ပြတ်သွားတယ်ဆိုမှအကြဆုံးပုံများတော့ liquid ဘက်ကရဟီကဲသေးသွားလို့ RN လည်း down တစ်ဖက်မှာတော့ Fabian နဲ့ KU နှစ်ကောင်ပဲကြံတော့နေတော့ဒီကမှဘာမှတော့မတက်နိုင်တော့ရင်းနဲ့ပဲပြန်ပြီးတော့နော်တစ်ဖက်မှာဒါဆန်လာလေးတော့တိတ်ခါလေးနဲ့ထိန်အလဲလန်ခရီယိုလေးစောင့်ပြီးတော့ပဲတက်ပါအောင်မယ်ဘလုံးမထိန်ချုပ်ခွင့်မပေးတာဗျ liquid ဘက်ကိုကျွန်တော် Onyx အမခါရီရှီကနေပဲကာနဲ့နော် Divine Jasmine လည်းမကြခင်မှာပြန်ရတော့မှာကဲအမတော့တန်တခလက်နဲ့ဘယ်နှချက်မှမကုတ်ဘူးရောက်ရေ Mustaki လက်ပီနဲ့တူပဲနောက်ဆုံးမှာ Crystal လုံးပြေးရအောင်ပဲလွယ်လိုက်တဲ့ game ကွာ game number 1 Onyx Esport Liquid ID ကိုတော့ကာဂျာ drop pit လေးတစ်ခွက်ပြပြီးတော့နော်ကာဂျာ Jungle drop pit လေးတစ်ခွက်ပြပြီးတော့ပဲလှပလေးပဲအနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်